လုံးပဲမင်္ဂလာပါဒီနေ့မှာတော့2-in-1သုံးလို့ရမယ် Microsoft Surface Pro 7လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်သူ့ရဲ့ spec လေးအနေနဲ့ဆိုရင်တော့ CPU အနေနဲ့ဆိုရင်တော့ i7 10 Gen RAM အနေနဲ့ဆိုရင်တော့ 60GB SSD အနေနဲ့ဆိုရင်တော့256 graphic အနေနဲ့ဆိုရင်တော့ Shannon graphic 8GB ပါပါတယ်ဘက်လိုက်မီလေးပါဝင်တဲ့အတွက်ကြောင့်ညဘက်တွေမှာစာစီစာရဲလုပ်တဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေပါတယ်ပေါ်ရင်းအနေနဲ့ဆိုရင်လည်းတိုင်းစီပေါ် USB ပေါ် charger ပေါ်တို့အပြင် SD ထက်ဆိုင်ရန်အတွက် slot လေးတစ်ခုပါသေးတယ်resolution အနေနဲ့ဆိုရင်လည်း 2K ပါတဲ့အတွက်ကြောင့်ရုပ်ထွက်လေးရလည်းတော်တော်လေးကိုကောင်းပါတယ် You said that maybe I was being a little overprotective. Thank you, Gotham Gate. Janice, I love you. Zing! Hi, Winnie. I just love you. Yummy strawberry lump. Zing, zing! Winnie, give him his space, hon. I'm sorry, Maven. It's okay, Aunt Wanda. They're just playing. Holy Raven's Limbo? I used to love that. ဆက်ခွင့်ရတဲ့အပြင်ကင်မရာအနေနဲ့ဆိုရင်လည်းရှင်းတဲ့နောက်ပါဝင်ပြီးတော့1080p ဖြစ်တဲ့အတွက်ကြောင့် zone class နဲ့ online learning လုပ်နေတဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေပါတယ်ရှင် CPU အနေနဲ့ဆိုရင်တော့ i7 10 Gen ဖြစ်ပြီးတော့ professional တွေနဲ့ update တွေကြောင့်မှရေပန်းစားနေတဲ့ဒီ Microsoft Surface Pro 7လေးကိုလိုချင်ရင်တော့ညီမတို့ဝယ်တဲ့ကိုအမြန်ဆုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်